တာယာနီရဲ့နေလေးတနေ့မှာမြို့အသီးသီးရဲ့နေရာလေးနေရာမှာရှေကဲဗီလင်၄ယောက်ကတယောက်တနေရာစီတက်ခိုက်မှုတွေစတင်နေကြပြီးဒီလူဆိုးတွေကို Flash, Aquaman, Batman နဲ့ Green Arrow တို့ကသူတို့ရဲ့ sidekick အသီးသီးနဲ့အတူတကွနှိမ်နင်းနေကြပါရီမတူညီရဲ့နေရာတွေမှာမတူညီရဲ့ဗီလင်တွေကိုတိုက်ခိုက်ခဲ့ကြပြီးမြဲ hero တွေကတော့ဒီနေ့ဟာနေထူးနေမြတ်ပဲဆိုတာကိုပြောပြီးတနေရာကိုဥတီခဲ့ကြပါရီသူတို့ဒီဥတီနေရာကတော့ Hall of Justice ဖြစ်ပြီးတော့ Justice League ရဲ့ကမ္ဘာပေါ်ကဌာနချုပ်တစ်ခုပါထုံးစံတိုင်းပဲကမ္ဘာအမြင့်ဆုံးလူသား Flash နဲ့သူ့ရဲ့ Junior လေးကတော့အားလုံးရဲ့နောက်ဆုံးမှာရောက်ရှိလာခဲ့ပါရီခမကြီးရဲ့အနားမှာတော့ပြည်သူတွေအများကြီးကဝိုင်းအုံနေကြပြီး Super Hero တွေကိုလှိုက်လဲစွာကြိုဆိုနေကြပါရီဒီနေ့ဟာ American ပြည်ထောင်စုရဲ့လွတ်လပ်ရေးနေ့ဖြစ်ပြီး Super Hero အသက်တွေကိုခန့်အပ်မဲ့နေ့လည်းဖြစ်ပါရီအားလုံးကစကားပြောနေကြရင်ခမတွေကိုရောက်ရှိလာခဲ့ကြပါရီခမတွေမှာတော့ Justice League Original Legend 9ယောက်ရဲ့ရုပ်ထုကြီးတွေရှိနေပြီး Robin ကတော့အန်အောင်မြင့်သက်စွာငေးကြည့်နေပါရီ Robin, Speedy, Aqualad နဲ့ Kid Flash ဒီယောက်သားကိုအင်္ဂါဂျိုသားကနှုတ်ဆက်လိုက်ပြီးကိုရင်ကိုရလို့သဘောထားဖို့အတွက် Flash ကမှားလိုက်ပါရီအဲ့ဒီမှာပဲ Speedy ကခမပြောတော့ကျွန်တော်တို့ကိုတကယ်အထက်ကိုပြမယ်ဆိုပြီးပြောထားတာလေဒီအပေါ်ရင်ပြတဲ့ခက်မာတွေကိုမဟုတ်ဘူးဒါကပထမအဦးဆုံးခြေလန်းလီကွာမင်းတို့အားလုံးကိုဒန်းတူဆက်ဆံပါရီဟာတကယ်ကြီးလားဖန်သားပြစ်ပေါ်မှာပါဖို့အတွက်ကိုဘသူကခယူးဆိုင်နေမှာလဲ Ryan မင်းစစ်ရှိထားပါဦးမလို့ဘူးကျုပ်ကလေးစားမှုကိုပဲလိုချင်တာဟေ့အောင်လေသူတို့တွေကငါတို့ကိုကလေးတွေလိုဆက်ဆံနေတာမဟုတ်ဘူး psychic တွေလိုသဘောထားနေတာတကယ်နဲ့ဆိုငါတို့ကဒီတက်ပို့ပြီးတော့ထိုက်တယ်တယ်မလားလို့ Speedy ကပြောလိုက်ပါရီကျန်တဲ့၃ယောက်ကတယောက်မျက်နှာတယောက်ကြည့်နေကြတော့မင်းတို့ကောင်တွေစော့ခောက်ပြောင်နေကြတာမလားငါတို့ကဒီနေ့ပြီးရင်တကယ်တရားဝင် Justice League member တွေဖြစ်လာတင်တာလေဒါက headquarter အစ်စ်မှမဟုတ်တာသူတို့ရဲ့တကယ် headquarter ကအာကာတာထဲမှာရှိရဲ့ Watch Tower ဆိုတဲ့ဂျူဒူပဲဒီဟာကခီးသွားရဲ့လိလာရအောင်လှုပ်ထားတဲ့ပြကန်းတက်တက်ပဲကွာငါတို့ကိုသူတို့ရဲ့ဌာနချုပ်အစ်စ်တောင်မပြကြဘူးဒီချိန်မှာပဲ Green Arrow ကဆီယာဘက်ကိုလှည့်ကြည့်ရင်ငါသိပါရီငါတပည့်တွေကိုချွင်းချက်ထားပြီးတော့ပြောကြည့်တာပါလို့အာနာပါနာနဲ့ပြန်ပြောပါရီအခါလက်ကတားရီမင်းပြောနေရတွေကဒီကိစ္စအတွက်အကျိုးမရှိဘူးနေနေလေးနေနေလိုက်လို့ပြောပါရီမနေဘာဖြစ်လဲကျုပ်ကိုအခန်းထဲကနေပြီးတော့ဆွတ်ထုတ်မှလားကျုပ်ကဘသူ့သားမှမဟုတ်ဘူးသူ့ရဲ့သားလည်းမဟုတ်ဘူးအစကပတ်တနာလို့ထင်ခဲ့ပြီးမြဲအခုကစပြီးတော့မဟုတ်တော့ဘူးဒီနေရာမှာလည်းဆက်မနေနိုင်တော့ဘူးဒိုးဘီကွာဆိုပြီးတော့စိတ်ကောင်းနေပဲအခန်းထဲကနေထွက်သွားခဲ့ပါရီဒီလိုနဲ့အခန်းထဲကနေချက်ပေးဆိုင်တစ်ခုဝင်လာပြီးစူပါမန်ကအားလုံးကို Project Casman မှာပေါက်ကွဲမှုတွေဖြစ်ပြီးမိလောက်နေရလို့ပြောပါရီငါ Casman ကိစ္စကိုမတင်ကြရကြပြီအခုအထက်ကိုဝင်ကြည့်ဖို့အခွင့်ကောင်းပဲစာထရာမှာမော့ဆီယာဝူဒန်ကအဆောင်တစ်ခုကိုတုံးပြီးနေဖွဲ့စည်းကိုဖျက်ဆီးဖို့လုပ်နေရဲ့ League member တွေအကုန်လုံးလာကြပါဆိုပြီးတော့နောက်တစ်ယောက်ကဂျာပြက်ဝင်ပြောပါရီစူပါမန်ကဟုတ်ပြီမင်းနေပဲဒီဘက်မှာလောင်တာပါဒေတာကမီတာဖွဲကဖြစ်ရှင်းလိုက်မယ်ဒါဆို Casman ကိစ္စကိုခဏထားလိုက်မယ် League ဖွဲ့သားတွေစာထရာစီကိုတွားကြဆိုပြီးဆရာဘက်ကနေပြီးတော့အမိတ်ပေးလိုက်ပါရီ Robin တို့၃ယောက်ကလည်းလိုက်ဖို့ပြင်တော့ Batman ကနေခဲ့ကြဖို့မှာပါရီ Flash ကလည်းမင်းတို့တွေလေ့ကျင့်မှုလူသေးရဲ့ League ရဲ့စစ်စင်ရေးမှာမပါကြနဲ့အစံတင်မဖြစ်ကြသေးဘူးဆိုပြီးတော့ထားခဲ့ပါရီ Kid Flash ကဒီစကားတွေကိုဒေါတာထွက်ပြီးငါတို့ကိုသူတို့ရဲ့လက်ထောက်တွေလိုဆက်ဆံနေမှာတော့ဘလို့လို့အစံတင်ဖြစ်ကြမှာလဲတသက်လုံးလေ့ကျင့်ခဲ့ပြီးတော့အခုထိကိုဘောင်မဝင်သေးဘူး Robin ကလည်းငါတို့ Speedy နဲ့အတူထွက်ခဲ့လိုက်တဲ့နာလို့ပြောပါရီနောက်တော့ Robin က Hawkeye နဲ့ကကွန်ပျူတာကိုဟက်ဖို့လုပ်နေပြီး Batman မျိုးတင်ကဖြစ်နေတဲ့ Project Casman ကိုရှာလိုက်ပါရီတကယ်တော့အဲ့ဟာကမျိုးရိုးဗီဇတခွဲကန်တစ်ခုဖြစ်နေပြီး Justice League နဲ့ပူးပေါင်းထားရဲဆိုတာကိုလည်းတွေ့ရရီဒါပေမဲ့ Batman ကမယုံတင်ကဖြစ်နေလို့အဲ့ဒီကိုကိုရိုင်းသွားပြီးတော့ထောက်လန်းကြမလားလို့ကျန်တဲ့နှစ်ယောက်ကိုမဲဆွဲပါရီအခွက်လက်ကတော့အမိတ်မပါတာကြောင့်မလုပ်ဖို့ပြောပေမဲ့ Kid Flash ကလည်း Robin နဲ့လိုက်မယ်တကယ်ကဲလုပ်နေလို့၃ယောက်သားကတော့ Casman ကိုထွက်လာခဲ့ကြပါတော့တယ်အောက်ကိုပြုတ်ကျလာတဲ့ Scientist နှစ်ယောက်ကို Kid Flash ကပြေးချပြီးမြေအောက်ကိုမချပြီးပဲမီးလောင်နေတဲ့တိုက်ပုတ်ကိုပြစ်တင်ကသူကိုရိုင်းကအောက်ကိုမစင်းတက်လို့တွဲလောင်းလေးဖြစ်နေပါရီဟာသူ့နာမည်က Flash Boy မလားKid Flash ပါဟာငါနာမည်ကိုတော့မှမသိကြဘူးအဲ့ချိန်မှာပဲအခါလက်ကဒီကောင်အဲ့လိုပဲပြေးဝင်နေကြပဲလားငါတို့အစီအစဉ်တစ်ခုဆွဲဖို့လိုနေပြီ Robin ရေ ဟာဘယ်ပြောက်သွားပြန်ပြီလို့နောက်တကောင် Robin က Spider-Man လို့ကျူးတနက်နဲ့ခုံပြန်ကျော်လွှားလုပ်နေပြီးတွဲလောင်းလေးခုန်နေရတဲ့ Kid Flash ကိုကဲကအဆောင်အုံထဲကိုပြေးဝင်သွားခဲ့ပါရီအခါလက်ကမိသက်သမားရဲ့ရေပိုက်တွေကိုငါ့ကိုရေလေးတွေငှားပါအောင်ဆိုပြီးသူ့ရဲ့လက်နက်ထဲကိုရေတွေဖြစ်ကရွေးပုံစံနဲ့တိုက်ပေါ်ကတက်ပက်ပညာရှင်နှစ်ယောက်ကိုအောက်ချပေးလိုက်ပါရီနောက်တော့အဆောင်အုံထဲဝင်ပြီးတော့ Robin တို့နောက်ကိုလိုက်သွားပါတော့တယ် Robin ကကွန်ပျူတာကိုဟက်နေပြီးသတင်းတွေကိုခိုးနေပါရီအခါလက်ကတော့အခန်းပြင်ကိုထွက်လာရင်ဓာတ်လေကားတစ်ခုရဲ့လူတစ်ယောက်ဆင်းသွားတာကိုတွေ့လိုက်ရပါရီKid Flash ကတော့ဓာတ်လေကားတွေအကုန်လုံးကလော့ကျနေရမှာမလားလို့ပြောတော့ Robin ကဓာတ်လေကားကဒီနေရာမှာမရှိနေသေးဘူးဒါကအဆောင်ရဲ့စနစ်ထဲမှာမပါဘူးလို့ပြောပါရီဓာတ်လေကားကိုAqualadကအားနဲ့ဆွဲဖွင့်လိုက်ပြီးတော့ထူးဆန်းတဲ့မြေအောက်အနှက်ကြီးထိဓာတ်လေကားလမ်းကြောင်းတွေကိုတွေ့ရပြီးမျက်နှာမြင့်ဓာတ်လေကားမဲ့အားလုံးကတီးသွားကြပါရီအားလုံးက Robin ရဲ့ကျိုးကနေအောက်ကိုခုန်ဆင်းလိုက်ပြီးအထက်တွေအများကြီးရှိနေရကိုတွေ့လိုက်ရပါရီငါကျိုးကအဆုံးထိရောက်သွားပြီးဘေးကရအောင်ဆိုပြီးတော့၃ယောက်သားကအခန်းတစ်ခန်းသားကိုကတ်လိုက်ကြပါရီRobin က system ကိုထပ်ဟပ်လိုက်ပြီးတော့တကားကိုဖွင့်လိုက်ပါရီအထဲထဲကိုဝင်တာနဲ့ Project Casman ကနေပြီးတော့ချိုးဆိုးပါရီဆိုတဲ့အချက်ပေးတံကိုကြားရပြီးထုံးစံအတိုင်း Kid Flash ကတော့ပြေးဝင်သွားရင်စင်ထက်ကြီးရဲ့ကောင်တွေချီတက်လာတာကိုတွေ့လို့အချိန်မထိန်နိုင်ဘဲနဲ့ပြစ်လဲသွားပါရီKid Flash ကကြားရှိမောက်ရဲ့လက်လို့ဖြစ်သွားတာမလို့မကြခင်အကောင့်ကြီးတွေနင်းတာကိုခင်ရတော့မှာပါဒါပေမဲ့အရှောင်းတင်းကောင်းသွားလို့လွတ်သွားပါရီအဲ့အချိန်အကောင့်ကြီးရဲ့ပုံမှာဂျိုသားပေါက်စတကောင်ကဂျူရီလင်းပြီးတော့သူတို့ကိုကြည့်သွားပါရီတက်ခွဲကန်းထဲမှာလေအေလီယန်တွေကိုဖန်ပြူနေနဲ့ထည့်ထားပြီးတိတ်ပဲပညာရှင်တယောက်ကဆန်းသက်နေပါရီအဲ့အချိန်အခန်းတကားကလည်းပွင့်သွားပြီးလူတယောက်ကလည်းဝင်လာပါရီဂါဒီယန်မနှောက်ရှက်တဲ့ဆိုတဲ့စကားကိုမင်းဘလို့နားလေရလဲအထက်26မှာကျူးကျော်သူ3ယောက်ရှိရလို့ Genomes ကသတင်းပို့တယ်ဟောငါကအဲ့အချက်ပေးတံကိုမကြားပဲနေမလားကွာ Genomes ကတခုခုအမားဖြစ်တာနေမှာပေါ့ကွာ Casman ကဒီစီမှာအလုံးကျုံဆုံးတက်ခွဲကန်းပဲကျိုးလို့ကလည်းအဲ့လိုလုံးကျုံအောင်လုပ်ပေးရတာပဲလေအဲ့ဒါဆိုရင်တက်ဖွဲ့တစ်ခုလုံးခေါ်တော့ကွာအဲ့အချိန်ယူဆူဆူရှီဘာကြီးအိုဆူဆူကီကဝင်လာပြီး Genomes ကိုထားခဲ့
ခဲ့ပါလားဂါဒီယန်လို့ပြောပါတယ်တိပက်ပညာရှင်ကတော့အဲ့ဒီကောင်မှတခါရဲခေါ်သွားစစ်ချင်းဆက်တော်လို့ရတယ်လို့ပြောပါတယ်အဲ့ချိန်ဂါဒီယန်ဘော်ကဂျီနိုမီရဲ့ဂျိုးကလင်းသွားပြီးဂါဒီယန်ကို mind manipulation အစွမ်းနဲ့ထိန်းချုပ်လိုက်ပါတယ်နောက်တစ်ခါမှတော့ရော်ဘင်တို့၃ယောက်ကအယောင်တွေတောက်နေရဲ့အခန်းထဲကိုရောက်သွားပြီးအဲ့ဒီအခန်းမှာပိုးဆုံးကျူးလို့အေလီယန်တွေကိုဖန်ပြွန်တဲ့ထက်ကလက်စစ်ထုတ်လို့နေပါတယ်တကယ် Christmas ကမြေပုံပေါ်မှာမရှိပဲလူတွေသတိမထားမိတာကလည်းမြေအောက်မှာပြင်းမလောကကနီးပညာတွေနဲ့လက်ပတ်ပြီးအောက်ကသတင်းတွေကိုမပေါက်ကြအောင်ဖုံးပြနိုင်လို့ပဲဖြစ်ပါတယ်ဒီအခန်းကမြေအောက်ခန်းတစ်ခုလုံးကိုလျှက်စစ်တအားပေးထားတာဖြစ်ပြီးတော့ပိုးကောင်တွေရဲ့လျှက်စစ်စွမ်းအားကိုယူသုံးကစွမ်းရည်တွေကိုထုတ်နေရတယ်လို့ Kid Flash ကပြောပါတယ်ရော်ဘင်ကနောက်တစ်ခါသတင်းနိုင်ဖို့အတွက်အနာကကွန်ပျူတာစီကိုတွားပြီးတော့ရှာလိုက်တဲ့အခါဒီကောင်တွေကို Genomorph လို့ခေါ်ပြီးခုနကတွေ့ခဲ့ရတဲ့ alien တွေအကြောင်းပါရှာတွေ့ခဲ့ပါတယ်အကောင်တိုင်းမှာထူးခြားတဲ့စွမ်းရည်တွေရှိရမလို့ဒီကောင်တွေကသက်ရှိလက်နက်ဖြစ်ကြောင်းဒီ Casmat ကဇီဝစက်တက်တစ်ခုလုံးကိုမြေအောက်မှာလုံနေရဖြစ်ကြောင်းအန်နီရဲ့ရှိကြောင်းကိုရှင်းပြပါတယ်နောက်တော့ Project Gear ဆိုတဲ့ mission တစ်ခုအကြောင်းကိုပါထပ်တွေ့ပြီးအဲ့အကြောင်းကိုဆက်ရှာနေတော့မှတင် Guardian နဲ့တတော်ဝါအုပ်စုကသူတို့ကိုဝန်းလိုက်ကြပါတယ်နေစမ်းမောင် Robin Aqualet Kid Flash ခင်ဗျားကျွန်တော်တို့ကိုသိရဲ့ Guardian မလားဒီလိုနေရာမှာဘာလာလုပ်နေရလဲငါကဒီကအဆောင်လေးမင်းတို့ကဘာလို့ဒီကိုခိုးဝင်တာတော့ Justice League ကိုကြောင်ကြပြီးတော့ဒီကိစ္စကိုဖြေရှင်းရမယ်။ League ကမြေအောင်မှာလက်နက်တွေလုံနေရကိုမသိကြောင် Kid Flash ကပြောတော့ Guardian အတွေးတွေကဝေဝါးသွားပြီးလက်နက်ကဘာကိုပြောချင်တာလဲလို့ဖြစ်သွားပါရီ။အဲ့အချိန်ပကုံးပေါ်ကကောင်က Guardian ကိုထပ်မထင်းချုပ်လိုက်ပြီး Robin တို့အဖွဲ့ကိုတက်ခတ်ခိုင်းပါရီ Robin ကလည်းဂျိုသားတွေလက်ကလွတ်အောင်စမှုဘုံကိုကျဲချလိုက်ပြီးအပြင်ကိုကျိုးတနတ်နဲ့ခုံထွက်သွားပါရီ Kid Flash ကလည်း Super Speed နဲ့အကောင်တွေကိုလက်လက်ပပတက်ခိုက်ကအပြင်ကိုနောက်ကျိုးထိုးပြီးတော့ထွက်သွားပါရီအခွာလက်တယောက်ကတော့သူ့ရဲ့ဘေးနားမှာရေရမရှိတာကြောင့်တိုက်ပတ်နေပြီး Guardian ရဲ့6ရဲ့ချင်းကိုပါခံလိုက်ရပါရီထိုးလိုက်ကျဲလိုက်ရုံးရင်ဆန်ကဖြစ်နေရင်အခွာလက်ကသူ့လက်ကလျက်စီးရီကိုထုတ်က Guardian ကိုရှော့တက်လိုက်ပါရီတွန်းရောင်သားအတီးတီထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး Robin ကတော့တကားရီရဲ့ system ကိုဟက်နေပြန်ပါရီဒီပညာမြင့်တကားရီမလို့အချိန်ပေးပြီးတော့ကလစ်နေရပြီးမြင်နောက်ဆုံးတော့ဖွင့်နိုင်လိုက်ပါရီအနောက်ကလိုက်လာတဲ့ဂျိုသားအုပ်ကြီးမမိခင် Robin ကတကားကိုအမြန်ပိတ်လိုက်ပြီးသူတို့ကတော့ဒလီကာနဲ့အရှိဆက်ဖို့အတွက်လုပ်ခဲ့ကြပါရီဒလီကာကအောက်ကိုဆင်းနေရော Kid Flash ကအပြင်ထွက်မယ်ဆိုရင်အပေါ်ကိုတက်ရမှာဖြစ်ကြောင်း Robin ကိုလှမ်းပြောပါရီဟာ Project Gear က52တက်မှာလေငါတို့ကအောက်ကိုဆင်းရမှာပေါ့ငါတို့နိုင်တဲ့အတိုင်းအတာကိုကြော်နေပြီးလိကိုတာအကြောင်းကြရအောင်အောက်ကိုမစိမ့်နဲ့တော့ဆိုပြီးတော့ပြောနေရုံမှာတကားကပွင့်သွားပြီး Robin နဲ့ Kid Flash ကအထက်ကိုပြေးဝင်သွားတော့ Aqualet ကလည်းမလက်ချင်နဲ့အထက်ကိုဝင်လိုက်ရပါရီအဲ့ချိန်လမ်းကနှစ်လမ်းဖြစ်နေပြီးဘယ်ဘက်ကိုသွားရမယ်မသိလို့၃ယောက်သားကတော့ကြောက်ပြောက်နေပါရီလန်တလန်ကနေစွန်းရကတွေးခဲ့တဲ့ရုပ်ဆိုးကောင်ကစစ်စွမ်းရည်နဲ့ပန်ဝန်းကျင်ကအဆိုင်ခဲတွေကိုမှပြီး Robin တို့ကိုထပ်ခိုက်ပါရီဒါကြောင့် Robin တို့ကလည်းအခြားလမ်းကိုပြေးဝင်ရုံကလွဲပြီးရွေးချယ်စရာမရှိရမလို့နောက်တလမ်းကိုသာအမြန်ပြေးပြီးတော့တွားလိုက်ကြပါရီအဲ့ချိန်မှာပဲ elevator ကပွင့်သွားပြီး Guardian နဲ့သူ့ဖွဲ့ကရောက်လာပါရီသူတို့ဒီ Project Gear ကိုဥတီနေကြပြီးလိုက်ကြအိမ်ပါတိတ်ပြက်မြညာရှင်အမျိုးသမီးတစ်ယောက်ကတကားတစ်ခုကနေထွက်လာရင် break out ဖို့ကြိုးစားနေတဲ့ Kid Flash နဲ့ဝင်တိုက်မိသွားပါရီ Kid Flash ကအနားမှာရှိတဲ့ပစ္စည်းကိုမှပြီးတကားကိုမပိတ်အောင်ခံလိုက်ပါရီနောက်တော့သူတို့တုံးကအခန်းတစ်ခန်းထဲကိုဆက်ကူးသွားပါရီအဲ့ချိန်မှာပဲ KR ဆိုတဲ့စကလုံးနဲ့ဖန်ပြွန်တစ်ခုကိုတွေ့လိုက်ရပြီးအထက်ထဲမှာတော့ S တေငီတာနဲ့ကောင်းလင်းတစ်ယောက်ကိုတွေ့ရပါရီဒါကကလုံးလား Robin ဟက်ကြည့်လိုက်အောင်လက်နက်နာမည်က Superman ရဲ့ DNA နဲ့လုပ်ထားတာသူ့ရဲ့ဝစ်စုံကနီအောင်ကြီးကိုစက်တိုက်ဆုပ်ယူနေပြီးဒီကောင်က16ပတ်ထဲနဲ့ကြီးထွားလာတာ Superboy ရဲ့ဖန်ပြွန်ထဲမှာချီနှုံး3ကောင်ရှိပြီးအဲ့ကောင်တွေက Superboy ရဲ့စိတ်နဲ့ချိတ်ဆက်ကဆက်သွယ်နေကြောင်းကို Robin ကရှင်းပြပါရီသူတို့က Superboy တနည်းအားဖြင့် Superman ရဲ့သားကိုအခန်းစီဖြစ်အောင်လုပ်နေရဖြစ်ပါရီအဲ့ချိန် Aqualet ကလိကိုသတင်းပို့လိုက်ပြီးမြင်လိုက်မမိတာကြောင့်ဘာမှလုပ်လို့မရပါဘူး Guardian တိတ်ပတ်ပညာရှင်နဲ့ကိုရုပ်ဆိုးတို့ကလည်းအခန်းပြင်ကိုရောက်နေကြပြီး Robin hack ထားတဲ့အကြောင်းတကားကိုဖွင့်လို့မရခဲ့ပါဘူးတိတ်ပတ်ပညာရှင်ကဂျီနိုးတွေကိုအောက်ကိုခေါ်လိုက်ပြီးတကားကိုဖွင့်ခိုင်းပါရီအဲ့ချိန် Robin တို့3ယောက်က Socket-ation လုပ်နေကြပြီးဖန်ပြွန်ထဲက Superboy ကိုဘူးမသိကိုမသိနဲ့လွတ်ပေးလိုက်ကြပါရီ Superboy ကထွက်လာတာနဲ့3ယောက်လုံးကိုဆော့ပလော့စတီးပါရီပြန်လည်ခုခံဖို့ကြိုးစားပြီးမြဲလေခွန်အားကမမျှတာကြောင့်3ယောက်လုံးကခင်းရပြီးတော့မှုတ်သွားပါရီနောက်တော့ Superboy ကဓာတ်ခွဲကန်တကားကိုဆုပ်ဖွင့်လိုက်ပြီးစေရုပ်တကောင်လုံးမျက်နှာသေးကြီးနဲ့ရက်နေပါရီတစ်ပတ်ပညာရှင်ကတော့မှုတ်သွားတဲ့3ယောက်ကိုကြည့်ပြီးတော်ရီကောင်လေးဆိုပြီးတော့ချီကျူးလိုက်ရင် episode 1လေးကတော့ပြီးဆုံးသွားခဲ့ပါရီ